ကျွန်တော်တော့ဟိုလိုမျိုးအကြံပေးရတာမဟုတ်ဘူးကျွန်တော်ကတော့အဲ့လိုမျိုးဟာတခုခုလေးဖြစ်ပြီးတော့ဟာဆိုပြီးဖြစ်ပြီးဆိုဖောင်းဆိုပြီးကိုယ့်ဘက်ကိုပြန်ရိုက်ပြလိုက်တယ်ပြီးတော့မှပြန်လန်းသွားနီးပေးရတာမဟုတ်ဘူးเนาะကိုနီးကိုဟန်နဲ့လို့စိတ်တက်ကြပြန်တက်အောင်လို့အခုနော်ကိုလင်းလေးပြောပါတယ်ကျွန်တော်ကတော့စိတ်တက်ကြလာပြီဆိုရင်ဖောင်းဆိုပြီးကိုပါကိုပြန်ရိုက်ပြီးသတိပေးလိုက်တယ်တဲ့လူမာကပြစိတ်တက်ဆိုတာကြားတဲ့အချိန်လည်းရှိမယ်စိတ်တက်တဲ့အချိန်လည်းရှိမှာပဲလေလူရယ်လို့ဖြစ်လာတော့အဲ့တော့ကျွန်တော်ကစိတ်တက်ကြနေတဲ့အချိန်ဆိုရင်လည်းကြပါပြဿနာမရှိဘူးတို့ပေမဲ့အရင်တော့မကြနိုင်ဘူးအားရင်နဲ့ကုန်ခန်းနေတယ်ထိပ်ထိပ်ကာလိုင်းမှာပို့ဆိုးတယ်လေနော်ဘလူးမှာအဆင်ပြေနေတာမဟုတ်နိုင်ငံခြားမှာဖြစ်ပြည်တွင်းမှာပြည်တွင်းကတော့ပို့ဆိုးတာပေါ့ဗျာအဲ့တော့အဓိကဒီဗီဒီယိုလေးကိုအခု reaction လုပ်ရခြင်းကျွန်တော်ဒီစိတ်တခွန်အားပေါ့နော်စိတ်တကြရလို့ရှိစိတ်တခွန်အားပြန်ရဖို့ပေါ့နော်ဒီတော်လိုင်းဒီကာလာကြီးမှာပေါ့နော်အဲ့တော့ကျွန်တော် reaction လုပ်ခြင်းဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးဆက်ကြည့်အောင်နော်တချို့ကိစ္စတွေကျတော့ကိုယ့်ဘာသာကိုထမ်းပြတာများတယ်လိုအပ်ချက်တွေပေါ့နော်အဲ့တော့ကျွန်တော်ဒီအခုပြောချင်တဲ့ဆိုတာကစီရီယယ်မိသားစုရောင်းရင်းနေတယ်မှာဆရာမကြီးတွေအပါဝင်ပေါ့နော်အများကြီးရှိသေးတယ်ကျွန်တော်တို့နေဆက်တကြောမှာရောဒီကိုယ့်ရဲ့အတိုင်းဒေါ်လာရင်းအင်အားစုတွေရဲ့နေမီလို့ပြောလို့ရတဲ့နေရာတွေမှာပေါ့လေတကယ်စီရီယယ်မိသားစုတွေအများကြီးရှိသေးတယ်အခုထိမထန်ပြက်တသားနဲ့လူနဲ့တူရှိနေတဲ့မိသားစုတွေအများကြီးရှိသေးတယ်သူတို့တွေအများစုကလေအားလုံးတော့အဆင်မပြေနေကြဘူးဒါပေမဲ့ရိုးအဆင်မပြေတာမဟုတ်ဘူးတကယ်စီရီယယ်မိသားစုဆိုတာကျွန်တော်တို့နိုင်ငံရဲ့ဝန်ထမ်းဘဝအတိအတိုင်းပဲဒီထဲမှာဆိုရင်ဝန်ထမ်းမိသားစုကလာတဲ့လူတွေရှိကြမလားမသိဘူးအဲ့ဆိုရင်တချို့တိကျလိမ့်မယ်ပေါ့နော်ကျွန်တော်ဆိုရင်လည်းဝန်ထမ်းမိသားစုပေါက်ကွာလာတာပေါ့နော်အဲ့တော့ပုံမှန်ဘဝမှာတော့မှသူ့လာစားနေရကျွန်တော်မလောက်ဘူးဗျာဒီလားအဲ့တော့ဒေါ်လာကြီးဖြစ်သွားတယ်အနာသိဖြစ်သွားတယ်အဲစီရီယမ်ဆိုတဲ့ကောင်းတဲ့လူနဲ့တူရှိတယ်ဆိုတော့ပို့ခက်ခဲတာပေါ့နော်ခက်ခဲတော့ကျွန်တော်အားဆိုင်ခေါင်းဆိုင်ပြီးဒီစီရီယမ်မိသားစုတွေကိုကျွန်တော်တော်ပို့ပြတယ်ဒီကြားရီထဲမှာတော်ထိဆက်ပြတယ်တော်ပို့ပြတယ်သူတို့ရဲ့လူအချက်တွေကိုကျွန်တော်တော်ထမ်းပြတယ်ထမ်းတဲ့အခါမှာအခုဒီ YouTube ဒီမမရောင်းရင်းတွေရဲ့ဒီ income တွေရောပေါ့နော်အခုဆိုကျွန်တော်မလောက်ဘူးတချို့ရဲ့ဆိုကျွန်တော်အိတ်ဆိုင်ရတယ်အိတ်ဆိုင်ပေါ့နော်ပြောချင်တာကတော့အရင်ကြီးလုံနေရဆိုတော့ကြွားချင်တာမဟုတ်ပါဘူးပြောချင်တာကတော့ဘယ်လိုပဲရှာပြီးဘယ်လိုပဲပို့မလောက်ဘူးဆိုတာပြောချင်တာပေါ့နော်မလောက်ဘူးအဲ့တော့ဒီ Facebook ရဲ့ subscription လေးနဲ့ကျွန်တော်အခုထပ်လုပ်တယ်အဲ့တော့ဒီ page နဲ့ဒုတိယပါလဲဆိုတော့မြေပြင်မှာအခုထိလူနဲ့တူရှိနေတဲ့ CDM ရောင်းရင်းနေမိသားစုတွေကအခုထိအခုထိအမချာကိုရအောင်ရည်တည်ပြီးရှိနေတယ်အမှန်တကယ်တော့သူတို့ဘဝရအရင်ခက်ခဲနေတယ်အားလုံးတော့ခက်ခဲတာပဲမှန်တယ်ပေါ့နော်ဒါပေမဲ့အဲ့ထက်ပိုပြီးအများကြီးခက်ခဲနေတဲ့မိသားစုတွေအများကြီးပေါ့နော်အများကြီးဆိုတော့အဲ့တော့ဒီမိသားစုတွေအများကြီးနဲ့ကျွန်တော်လိုက်ထိစေတယ်ထိတွေ့တဲ့ဆက်ဆံတဲ့လောက်တဲ့အခါမှာကျွန်တော်ရဲ့တကယ်မြေပြင်ကညီလူကူလူချီရတဲ့မိတ်ဆွေတွေရောင်းရင်းနေရပဲအဓိကဥဆောင်လုပ်ပေးတာပေါ့နော်ကျွန်တော်ကတော့ဒီလိုမျိုးရတယ်လို့လေးရှိုးပွဲလေးလှုပ်လိုက်ဒီလိုဟိုဟာလေးဒီဟာလေးတွေကနေရတာလေးပတ်စံရှာလိုက်ပို့လိုက်ဆိုပြီးလှုပ်တာပေါ့နော်အဲ့တော့အဲ့ဒီဟာလေးသိပေးချင်တာတချို့ဟာတွေကကျွန်တော်သိမတင်ပြပြဘူးပေါ့နော်မတင်ပြပြဘူးဆိုတာဒီအတိုင်းပဲအခုကထိထိရလုံနေပြီးရောလေနော်ကျွန်တော်ထပ်တင်ပြပီတိဖြစ်အောင်ပြဖို့လိုလာတဲ့ချိန်ကျရင်လည်းပြမယ်လေကျွန်တော်တို့ပို့ဖြစ်တဲ့ဟာလေးတွေဒါပေမဲ့ကိစ္စတိုင်းတော့ကျွန်တော်မပြပြဘူးပေါ့နော်အဲ့ဒီကဆရာမကြီးတခုဆရာမကြီးမိသားစုတွေအများကြီးရှိတယ်တကယ်ကိုပါမောက္ခလည်းပဲတွေတကယ်ကိုကတိကလည်းပဲတွေတကယ်ကိုဌာနမှုတွေအဲ့လိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်ပြန်သိရတာလေးကကျွန်တော်တော့မှနည်းနည်းဒီညိတ်လေးတော်ထိန်းရပါတော့ဘာပြောလဲဆိုတော့ဒီလိုပဲကျွန်တော်ရဲ့ဒီ YouTube members ရောင်းရင်းနေစီကနေရတဲ့ဟာလေးကျွန်တော်ပို့တော့လေပို့တော့ဒီလိုပဲလို့ပြောလိုက်တဲ့ချိန်မှာအဲ့ဒီစာအိတ်လေးကိုယူသွားတဲ့ကျွန်တော်ရဲ့မိတ်ဆွေညီကိုတွေကပြောလိုက်တဲ့ချိန်မှာ
ကျွန်တော်တို့ရဲ့အမေရွယ်တကယ်ဆိုအမေရဲ့အဖွားရဲ့ပေါ့နော်အဖွားရွယ်အမေရွယ်အန်တီရွယ်ပေါ့နော်ဆရာမကြီးတွေကဂျာချင်းပဲထိုင်ကိုကြတယ်တဲ့ကျွန်တော်အဲ့ဒီဟာလေးကြားတော့တော်တော်ကိုနေရထိုင်ရအဆင်မပြေဘူးပေါ့နော်အဲ့ဒါလေးလဲဒီကကျွန်တော်နံပါတ်ရောင်းရင်းတွေကိုPD ဖြစ်အောင်ပြပြတာပေါ့နော်ထိုင်ကိုကြတယ်တဲ့သူတို့ဟိုအရာဝန်တာလွန်ပြီးတော့ပေါ့နော်ဝန်တာလွန်ပြီးတော့ထိုင်ကိုကြတယ်မထင်ထားဘူးပေါ့နော်သူတို့တောက်လျှောက်လူတို့နဲ့အတူဆက်ရှိနေတယ်ဆိုတဲ့အကြောင်းဘယ်တော့မှလက်မလျှော့ဘူးဆိုတဲ့အကြောင်းပေါ့နော်သူပြောကြတယ်တဲ့အဲ့ဒါလေးကျွန်တော်ပြန်မျှတာပါကျွန်တော်ဒီကိုလင်းပြောရတယ်မှာဆိုရင်ဒီစီရီယန်ကျောင်းဆရာမကြီးတွေပေါ့တကယ်ကြီးစီရီယန်ဆရာမကြီးတွေကတိကာကြီးတွေဘောဘောခါကြီးတွေပါတယ်ပေါ့နော်တနာမှာသူတို့တွေကဟိုတော်တော်လေးပေါ့နော်မနေ့ရက်တီတွေရတာပေါ့ဒီလွတ်မြောက်နေပြီတနေရာမှာပေါ့အဲ့တော့ကိုလင်းကသူ့ရဲ့ဒီ subscriber တွေပေါ့ YouTube subscriber တွေကနေရတဲ့ပတ်စံတွေအပြင်သူကလူမသိသူထပ်ပြီးထောက်ပံ့တဲ့ဟာတွေလည်းရှိသေးတယ်ပေါ့နော်သူ့ရဲ့ရှိတဲ့ရရှိတဲ့ပတ်စံတွေပြီးတော့ဒီကိုလင်းကမြန်မာပြည်ရဲ့ပေါ့နော် YouTube ကနေပြီးတော့ subscriber နော်ဒီအနုပညာရှင်တယောက်ကို artist တယောက်ကို subscriber အနေနဲ့ဒေါ်လာနဲ့ရတဲ့သူပေါ့နော်ပထမဆုံးသူပြောပါကိုလင်းသူက3600လားမသိ3600လားမသိသူ့ရဲ့ subscriber နော်ကျွန်တော်ဆိုတစ်လောက်5ချက်ဒေါ်လာ5ချက်ပထမတော့ဟိုသူ့ကိုလည်း support လုပ်တယ်လို့ထင်တာပေါ့နော် supporting လုပ်ပေးတယ်ထင်တယ်အမှန်တော့သူကအဲ့ငွေတွေအကုန်လုံးသူကရှိမြပတ်စံတွေအကုန်လုံးသူကပြန်ပြီးတော့စီရဝန်ထမ်းတွေဆက်ရှောင်းမိသားစုတွေအကုန်လုံးပြန်ပြီးတော့ဝေငှတယ်ဟိုဒီထဲမှာဆိုသူပြောထားတယ်ထဲမှာဆိုတိရတယ်လေနော်သူမသိသူကသူဆက်ပြီးတော့လုံနေတာအများကြီးပဲရှိတယ်အဲ့တော့ဆက်ကြည့်အောင်နော်ဗီဒီယိုလေးကိုကျွန်တော်တို့ဒီ scarf လေးတွေကနမရဲ့တတိဖိပြန်အားယူရတယ်ဟုတ်ကဲ့ပါတခါတလေစိတ်ထဲချစရာကြီးကြားရင်ဒီ scarf လေးတွေကနမရဲ့တတိဖိပြန်အားယူရတယ်ညမလားမလားမသိဒါညမပါနော်စိတ်တော့မကြပါနဲ့ဗျာကျွန်တော်တို့လူပဲပေါ့နော်ဒါပေမဲ့အဲ့လိုကလည်းပြောလို့ကလည်းမရပြန်ဘူးကျွန်တော်ကနည်းနည်းလေးတော့အဲ့လိုမျိုးဟိုပါပေါ့နော်ကိုလိုပဲလိုက်တွေးပြီးတော့လေတချို့ပေါင်းသိရောင်းရင်းနေကြမှာကျွန်တော်နည်းနည်းပြန်လျှော့ရတယ်တခါတည်းကြာကိုလိုပဲထင်ပြီးတော့လေကိုလိုပဲလိုက်တွေးပြီးတော့အရင်ကျွန်တော်တော်လိုင်းလော်ပါကြီးတယ်ပြောမှာပေါ့နော်တချို့ရင်းချပေါင်းသိနေဆိုရင်ကြားမှာဆိုရင်ကျွန်တော်မနေ့ပြန်ထိန်ရတယ်အဲ့တော့ကျွန်တော်တော့စိတ်ရကြအောင်ကျွန်တော်ကိုကျွန်တော်ပြောရနော်ညမပြောမှာကျွန်တော်လည်းမကြောက်ဘူးကြမယ်ပြင်လိုက်ကိုဘာကိုပိတ်ရလိုက်တယ်ပြီးရောဘာလို့ဆိုတော့ဒီအများကြီးအရေးအထူးသဖြင့်ဒေါ်လာကြီးပေါ့နော်အများကြီးကိစ္စတွေမှာဒီလိုပဲပြဿနာဘောင်းဆုံးခေါင်းစဉ်ဘောင်းဆုံးပုံစံမျိုးစုံနဲ့ပြဿနာတွေကရှိနေမှာပဲလေနော်ရှိနေမှာပဲဆိုတော့ဒီပြဿနာကြီးများရမလားရှိရမလားဆိုပြီးကျွန်တော်ကစိတ်တကြလို့မှမဖြစ်တာဒါကြီးတခါတည်းကျွန်တော်ကတွေးထားမယ်လေနော်အဲ့ပြဿနာကြီးရှိလို့များလို့ဘယ်လိုသတင်းတွေကြောင့်ဘယ်လိုမျိုးဆုံးရှုံးမှုတွေကြောင့်ဘယ်လိုပြန်ပါသွားတဲ့မျိုးတွေရဲ့သတင်းတွေကြောင့်ဘာကြောင့်ညာကြောင့်ဆိုပြီးတော့မကြနဲ့လှုပ်ရှားစီရတာဆက်လုံနေဖို့ပဲကျွန်တော်တိတ်ကောင်းနေတယ်ပြီးတော့နောက်တစ်ခုကလေဒီ social လူမှုကွန်ရက်ပေါ်မှာလေသတင်းဌာနသတင်းတွေလိုရတဲ့သတင်းဌာနသတင်းတွေဖတ်တာတို့ပြီးတော့ click လုပ်တာတို့ဒီကိုပဲအချမ်းရဲ့ဒီ channel တွေကိုကြည့်ပေးတာတို့လောက်ပဲနေပါဗျာဒီလားကျန်တဲ့ချိန်တခြားလောက်ဆရာရှိရလို့အဲ့ပုံမှာတိတ်အချိန်ကိုပြုံးနေဒီစောက်ရည်မြအဖက်မြကြီးအာယုံနောက်ဆရာကြီးကြည့်ပဲတကယ်ဟိုတကယ်ချီတွင်ကျွန်တော်ဆိုမနေဘူးအဲ့ပေါ်လောက်ဆရာရှိရလို့ပြောဆရာရှိရပြောဆဲဆရာရှိရဆဲတင်မိပြီးရောတပိတ်ဖုံးပြီးကိုပေါ့ကိုလောက်ဆရာရှိရလို့ကိုသားကိုမြေပြရောင်းရင်းလေးခုနလည်းပြောစီရီယန်ဆရာချမကြီးလည်းပြောတာရှိရပြောတယ်ပြီးဒီလောက်ဆရာရှိရလို့တယ်နောက်ပွဲမင်းထက်လောက်ဆရာရှိရလို့တယ်အဲ့လိုပဲနေလိုက်တယ်မဟုတ်ဆိုရင်
I don't know အနာချီကုန်တယ်နော်ဘာမှစီတမကြနဲ့ကျွန်တော်ဒီဒေါ်လာရေးကလာတွင်းထဲမှာကျွန်တော်ရဲ့ကျွန်တော်မျိုးသားများစွာကိုစူးရွာလာလွန်တဲ့ဘဝတွေနဲ့ရင်ဆိုင်ပြီးတော့ဒေါ်လာရေးကိုဆက်ချီတဲ့နေတဲ့မိသားစုတွေအများကြီးရှိသေးတယ်အများကြီးရှိသေးတယ်သူတို့အရင်အာနာဖို့ကောင်းတယ်သူတို့ကိုအရင်ဟိုဖြစ်ဖို့ကောင်းတယ်ပေါ့နော်ဒါနဲ့ဆက်ဆွဲကျွန်တော်တော့ဟိုလိုမျိုးအကြံပေးရတာမဟုတ်ဘူးကျွန်တော်ကတော့အဲ့လိုမျိုးဟာတခုခုလေးဖြစ်ပြီးတော့ဟာဆိုပြီးဖြစ်ပြီးဆိုဖောင်းဆိုပြီးကိုယ့်ဘက်ကိုပြန်ရိုက်ပြလိုက်တယ်ပြီးတော့ပြန်လန်းသွားနီးပေးရတာမဟုတ်ဘူးเนาะကိုနီးကိုဟန်နဲ့လို့စိတ်တကြပြန်တက်အောင်လို့ အဲ့တော့ဒီဗီဒီယိုကိုကြည့်ရှုပေးတယ်ကျွန်တော် subscriber ကျွန်တော်မိတ်ဆွေတွေဘာပြောတော့အသိပညာဘုသူစာလေးရမယ်တိုးတော့စိတ်သက်ခွန်အားတွေလည်းရအောင်မယ်လို့ကျွန်တော်မျှော်လင့်မိပါတယ်နော်ဘာလို့ဆိုတော့ကျွန်တော် reaction ဗီဒီယိုတွေတိတ်မလုပ်တိတ်ပြီးတော့မလုပ်တတ်တာလည်းပါတိတ်မကျွမ်းကျင်တာလည်းပါတယ်ဒါကြောင့်မို့အားလုံးတော့အကျိုးရှိမဲ့အရာတို့စိတ်ခွန်အားဖြစ်မဲ့အရာတို့အဲ့လိုမျိုးလေးဆိုရင်ကျွန်တော်ဝင်ငှကြတယ်ကြောင့်ကျွန်တော်အခုလိုမျိုးပေါ့နော် reaction လုပ်လိုက်ခြင်းဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်အမှားပါရင်လည်းခွင့်ပေးပါမြန်မာပြည်သူပြည်သားအပေါင်းစစ်မိတ်စာတွေရန်အာဏာရှင်တွေရန်မှာအမြန်ဆုံးလွတ်မြောက်ပါစေကျွန်တော်တို့ရောအကုန်လုံးကဝိုင်းပြီးတော့ကြိုးစားနေကြပါတယ်အားမလျှော့ကြပါနဲ့ဆွဲမလျှော့ကြပါနဲ့နော်အားလုံးပဲဘိုင်ဘိုင်နောက်ပြီးတော့ဒီ reaction လုပ်ဖြစ်တဲ့ခါကျစုံကြမှာပြနေကောင်းချမ်းသာကြပါစေချမ်းသာကြပါစေဘိုင်ဘိုင် keep စိုက်ကြပါအစားရ